မလိုအပ်ပဲပုံနေရဲ့နှလုံးသားဘာမှမဆိုင်ဘူးဆိုတဲ့မင်းရဲ့နှုတ်တဲ့စကားတစ်ခွန်းကြောင့်ငါရဲ့ကဘာငယ်လေးကိုမင်းစီကဘာပါအနံမိတယ်မရှိတော့ဘူးဆိုတဲ့နေရာလက်မှာငါရဲ့မေတ္တာလေးကိုအစားထိုးဖို့အင်တိုက်အားတိုက်ငါစူးစမ်းခဲ့လို့တယ်ပွင့်လင်းတယ်လို့ထင်ခဲ့တဲ့လမ်းကြားလေးမှာတကယ်တော့ငါအတွက်ချန်စီယိုတွေခထားပြီးသားပတ်သက်မှုမရှိဘူးဆိုတဲ့စကားနောက်ပိုင်းမှာငါမမြင်နိုင်တဲ့ကြိုးမြင်တွေကခိုင်မြဲနေစေပဲလားမင်းတို့နှစ်ယောက်ကြားစာမျက်နှာမှာငါကတော့အတိတ်ပဲမရှိတဲ့မှတ်ချက်တစ်ခုလုံးသူနဲ့မဆိုင်ဘူးဆိုလို့ငါခြေလမ်းနေတိုးခဲ့တယ်သူနဲ့မပတ်သက်ဘူးဆိုလို့ငါအားကိုးရှာခဲ့တယ်အခုတော့မင်းတို့ရဲ့ရေတံတွေကြားမှာငါစူညံတဲ့တခုမင်းတို့ရဲ့ကျင်နာမှုတွေကြားမှာငါနောက်ဆက်တစ်ခုဇညုံထဲမှာမပါတဲ့လူကိုတရားအဖြစ်ငါ့ကိုငါပြန်သိလိုက်ရတဲ့အချိန်မှာငါယုံကြည်မှုတွေဟာဖုံမုံလို့လွတ်ဆွေသွားခဲ့ပြီရင်ပတ်ထဲကနေရာလုံးမှာငါ့ကိုအစာတွေကပေးစရာနေရာမရှိရင်ဘာမှမရှိဘူးလို့လိန်ညာပြီးမဖိတ်ခေါ်သေးဘူးအခုတော့မင်းတို့နှစ်ယောက်ကြားမှာငါဟာပုံနေတဲ့သူရှေ့ဆက်ဖို့လည်းလမ်းမရှိနောက်ဆုတ်ဖို့လည်းအားမရှိတဲ့ဧည့်သည်မဆန်တဲ့လူပိုတယောက်ပေါ့စောမူတာ